တင်တော်လေးစုံစမ်းကြလို့ပါဗျ ဟုတ်ကဲ့ထိုင်ပါအောင်ဗျဟုတ်ညီမလေးတို့ကတင်တန်းလေးခုမှစာပြီးချိန်မှာဆိုတော့လေလေပတက်လေးဖြေရသေးလားဒါမှမဟုတ်ခုမှစာပြီးတော့တင်တန်းကိုစုံစမ်းမှလားမသိဘူးဗျ ပြရသေးရှင်ခုမှစုံစမ်းမှာ တက်ဆက်ရှင်နှစ်ထက်ဆိုရင်တော့ကိုရှိမှာ Channel Food Scale တန်းလေးရောရှိရဗျသူ့မှာဆိုရင်ကို level လေးအနေနဲ့ကဒီ premium ပေါ့နော်ဒီ beginner level လေးကနေပြီးတော့ C1 advanced level လေးထိlevel လေး6ခုတော့ရှိရဗျ level တစ်ခုတော့ကိုပြန်ပြန်လာကြမြင်နေပေါ့နော်အခုကြောင့်မှာတင်တန်းလေးစာပြီးချိန်မှာဆိုရင်တော့ level တက်လေးဖြည့်ပြီးပေါ်လွယ်ပေါ့နော်level တက်လေးတစ်ခါဖြည့်မယ်ဆိုရင်တော့ live ကလေးစာငါမျိုးတော့ကြာရယ်တကယ်လို့ညီမလေးကိုအဆင်ပြေဆိုရင်တော့ဒီနေ့ဖေးချောင်းမှာပဲ level တက်လေးဖြည့်တော့လို့ရရင်ဗျ ဟုတ်ကဲ့ဖြစ်သွားပြီ ဟုတ်ကဲ့ပါအဲ့ဆိုရင်ကိုဒီ level တက်ပြန်မယ်လေးကို Fiverr လေးနဲ့ဆေးပို့ပြပါမယ်နော် level တက်လေးဖြည့်ရခက်ခဲရှေ့ဆိုရင်တော့ကိုလာပြီးတော့ပြောလို့ရရပေါ့နော်level တက်လေးဖြည့်ပြီးတော့ဆိုရင်တော့နာမည်လေးရဲ့ဖုန်းနံပါတ်လေးလာပြီးလို့ရရင်အကြရင်ဆရာညီမလေးတို့တိုက်ရိုက်ဒီ level တက်လေးဆေးပေးပါလိမ့်မယ်နော် A few moments later. ဟုတ်ရှင်အဲ့ဆိုလို့ရှိရင်လေ A1 ရော A2 ရောတက်လို့ရတယ်ဆိုတော့ဘယ်ရပုံမျိုးမှအဆင်ပြေနေမသိဘူးနော် A1 နဲ့ A2 ဝန်းကျင်မှာဆိုလို့ရှိရင်တော့ကျွန်တော်ပို့ပြီးတော့တေချာသွားအောင် speaking test လေးတစ်ချက်နဲ့ဒါ2မိနစ်3မိနစ်ပေးပြီးတော့ပြန်ပြီးတော့စစ်ကြည့်လို့ရတယ်။ question simple sentence လေးတွေနဲ့ပဲ communicate လုပ်နိုင်တယ်။နည်းနည်းပါးပါးပဲပြောတတ်တာမျိုးဆိုလို့ရှိရင်တော့ကျွန်တော် A1 level ကနေတက်ဖို့recommend ပေးတယ်ပေါ့နော် ဖြေတော့ဖြေလိုက်ရဲ့တချေ speaking တော့တိတ်အားမရဘူးအဲ့ဒါဘေးတန်းလေး join တင်လည်းမသိဘူးเนาะ level test ဖြေထားတဲ့ရလဒ်ရကတော့တမယ grammar ပိုင်းလေးတွေပါလေးတွေမှာတော်တော်လေးအခြေခံကောင်းထားတယ်။ဒါပေမဲ့စကားလုံးဝပြောမထွက်တာမျိုးနိုင်ငံခြားသားတွေပြောတာနားမလည်တာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်အခြေခံကနေစပြီးတော့ဒါပြန်တက်လို့ရတယ်အခြေခံ level မှာဆိုရင်ကျွန်တော် grammar လေးတွေဒါ foundation လေးတွေကိုပြန်ပြီးတော့ဒါနှွေးပေးမယ်တစ်ချိန်တည်းမှာဒါတိတိကျ grammar တွေကိုပြောထွက်လာအောင်ပေါ့နော်အခုညီပေးတဲ့အတန်းပေါ့ တီရှင်ကျွန်တော်ကဖြေထားရလေးကတော့ A2 ရရပေါ့နော်အဲ့ဒါ speaking သီးသန့်တန်းလေးကိုတက်လို့ရပါဗျ အော်ရတယ်ဒါ A2 level လိုမျိုးကြတော့ fluency လေးတက်ဖို့တော်တော်လက်စီကပတ်ကောင်ပြောနိုင်ဖို့လိုအပ်တာဖြစ်တဲ့အတွက် speaking လည်းတက်လို့ရတယ်ဒီကျတို့စီမှာဆိုရင် speaking level နှစ်ခုရှိတယ်ပေါ့နော် speaking 101နဲ့102မှာပို့ပြီးတော့တွက်တဲ့အပိုင်းလေးကျင့်ပေးတယ် speaking 101ကိုတက်လို့ရတယ် အချိန်နဲ့အဆင်ပြေရဆိုအတန်းအပ်သွားလိုက်မယ်လေနော်